Hello everyone အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီချက်ကပြည်ကြီးတပွန်နယ်ထဲမှာရှိတဲ့ International School ကျောင်းလေးတစ်ကျောင်းနဲ့စတင်မိတ်ဆက်ပေးခြင်းပါတယ်ဒီချက်ရဲ့နာမည်ကတော့ Teaching Nova ဖြစ်ပါတယ်ဒီချက်ကတော့ Greater Skyline International School မှာ Primary English Subject ကိုသင်ကြားပေးမဲ့ဆရာမတဦးပဲဖြစ်ပါတယ်ရှင် TGIS မှာဆိုရင်နိုင်ငံတကာအသိအမှတ်ပြုသင်ရိုးများကိုအခြေခံပြီးတော့သင်ကြားပေးမယ်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်ဒါအပြင် GGIS မှာဆိုရင်ဘာသာရပ်တိုင်းမှာအရေးချင်းပြည့်ဝတဲ့ဆရာဆရာမများမှာ English to English နည်းစနစ်များဖြင့်သင်ကြားမှာဖြစ်တဲ့အတွက်မိဘတွေအနေနဲ့စိတ်ချလက်ချရွေးချယ်လို့ရတဲ့အကြောင်းတစ်ကြောင်းလည်းဖြစ်ပါတယ်ရှင်ဒီတော့မိဘတွေအနေနဲ့ကလေးတွေအတွက်ပညာရေးခရီးစဉ်ကိုစဉ်းစားတဲ့အခါကျောင်းရဲ့ facility ကျောင်းရဲ့ quality ဆရာဆရာမတွေရဲ့သင်ကြားပြသမှုတွေဆရာမတွေရဲ့အရေးချင်းပြည့်မီတဲ့သင်ကြားမှုတွေတင်တော်ရေးစင်းလုံးတွေရဲ့အတူလဆင်ပေးသွင်းလို့ရတဲ့အပြင်အိမ်ထဲလည်းနေပြီးအရေးချင်းပြည့်မီတဲ့ IS ကျောင်းကိုစမှုအနီးတစ်ဝိုက်ရှိပြည်ကြီးတပွန်မြို့နယ်ထဲမှာတင်ရေရှည်ပလန်အကောင်းဆုံးရွေးချယ်နိုင်မှု GGIS ရှိနေပါပြီရှင်ဒီအတွက်ကြောင့်လည်းကျမတို့ရဲ့ GGIS မှာကလေးတွေယုံကြည်မှုအပြည့်အဝဖြင့်သင်ယူနိုင်မှုအတွက်အခမဲ့ trial class များကိုလည်းစီစဉ်ပေးထားပါတယ်ဒီ trial class မှာကလေးတွေသင်ကြားပေးမဲ့နည်းလမ်းတွေနဲ့ school campus ကိုလည်းမိဘတွေကကိုယ်တိုင်လာရောက်ကြည့်ရှုနိုင်တဲ့အခွင့်အရေးလည်းရှိပါတယ်ရှင်ကျောင်းတင်ရွေးချယ်နေတဲ့မိဘတွေအတွက်လည်း GGIS ကတင်ကလေးအတွက်မှန်တကယ်တိုးတက်စေမယ့်နိုင်ငံတကာကျောင်းတစ်ကျောင်းဖြစ်တဲ့ဆိုတာကိုယုံကြည်စိတ်ချစွာပြောနိုင်ပါတယ်ရှင်ဒီလိုမျိုးခွင့်ရေးကိုလက်မလွတ်လိုက်ရအောင်ခုပဲစတင်လိုက်ပါကလေးတွေရဲ့ပညာရေးထူးချွန်ကို GGIS နဲ့လက်တွဲစို့